Hi အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကဒီနေ့တော့ကျွန်တော်ကိုလာမေးထားတဲ့ထဲရပါတော့ကျွန်တော်လည်းတော်တော်လေးသဘောကျတဲ့ဥစ္စာလေးကိုဖြည့်ပေးခြင်းလို့ဖြစ်ပါတယ်ပေါ့နော်သူကဗာမေးထားရလဲဆိုလို့ရှိရင်သူကEmirates ရယ် Qatar Airways ရယ် Etihad ရယ် airline 3ခုတွေကနေပြီးတော့ဘယ် airline ကိုရွေးတင်လဲဘာကြောင့်ရွေးရလဲဆိုတာကိုဖြည့်ပေးပါဆိုပြီးတော့သူမေးထားရပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီနေ့ဖြည့်ပေးခြင်းလို့ဖြစ်ပါတယ်ပေါ့ဆိုတော့ကျွန်တော်ပထမဆုံးအကြံပေးချင်တာကတော့ကိုကအခုမှစပြီးတော့ကာဗင်ခရိုရှောက်နေတာဆိုရင်တော့ကြီးမများစေချင်ဘူးပေါ့နော်ဟို airline မှာဒီ airline မှာလို့မလုပ်စေချင်မင်းနဲ့airline အကုန်လုံးကိုရှောက်ပြီးတော့ရတဲ့ airline မှာလုပ်စေချင်တယ်ပေါ့နော်ပြီးတော့မှနောက်ကြတော့မှကိုကတစ်နှစ်နှစ်နှစ်လောက်လုပ်ပြီးတော့မှကိုတကယ်ကြိုက်တဲ့ airline ကိုပြန်ပြောင်းလျှောက်မယ်ဆိုလို့ရှိရင်ဒါရှောက်ပေါ့နော်အဲ့ဒါကပို့ပြီးတော့တင့်လျော်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့အားလေးတစ်ချက်ပြီးလို့ရှိရင်ကိုကoffer တွေနှစ်ခုသုံးခုရထားတယ်အဲ့ထဲမှာကိုကဘယ် line ကိုသွားရမလဲလို့စဉ်းစားနေတယ်အခိုက်အတန့်ဆိုလို့ရှိရင်ကတော့ကျွန်တော်ကိုအကြံဉာဏ်တောင်းမယ်ဆိုရင်တော့ကျွန်တော်အကြံဉာဏ်ပေးချင်တာက Emirates ကိုရွေးလိုက်ပါပေါ့နော်ဆိုတော့ဘာလို့ Emirates ကိုရွေးရလဲဆိုတော့ကျွန်တော်အချက်၃ချက်နဲ့ပြောသွားမယ်ပေါ့နော်နံပါတ်1အချက်က Emirates ကတခြား airline တွေတဲ့လာစာပို့ပေးထားတယ်ပေါ့နော်အခုဆိုလို့ရှိရင်သူတို့ရဲ့ basic payment က4980ဆိုတော့ဒါ9000လောက်ဖြစ်သွားပြီပေါ့နော်ပြီးလို့ရှိရင် flying pay ကလည်း69 something ဆိုတော့80လောက်ဖြစ်သွားပြီကွာဆိုတော့ဒါသူကတခြား airline တွေလာစာများတယ်ပေါ့နော်ဆိုတော့စဉ်းစားကြည့်ကွာပင်ပန်းတာချင်းအတူတူလောက်ရတာချင်းအတူတူဒီ fly ရတာချင်းအတူတူကိုကလာစာပုံများတဲ့ရှိမှာပဲလောက်မှာပေါ့ဟုတ်တယ်မလားပြီးလို့ရှိရင်နံပါတ်2အချက်ကကျတော့သူကyearly bonus ပေးတာမိုက်တယ်ပေါ့နော်အရင်နှစ်ကဆိုလို့ရှိရင်သူက9လစာတောင်ပေးချပြစ်တယ်ပေါ့နော် bonus ကိုတခြား airline တွေကမပေးဘူးလားမဟုတ်ပေးတယ်ဒါပေမဲ့နည်းတယ်ပေါ့နော်9လစာဆိုတော့2000ခွဲလောက်ဖြစ်မှာပေါ့နော်2000ခွဲလောက်ပေးလိုက်တယ်ဆိုတော့ကိုကတစ်နှစ်လုံးအလုပ်လုပ်ခဲ့ပြီးတော့ saving မရှိခဲ့ဘူးရသမျှပတ်စံတွေကိုမိသားစုတွေကိုပို့ရတယ်ဒီမှာလှူတဲ့တန်းတဲ့တဲကိုထည့်ရတယ်ပြီးရင်ကိုဒီ personally သုံးတာ shopping skin care ဘာဖြစ်ဖြစ်ကွာအဲ့လိုသုံးလိုက်လို့ saving မရှိဘူးဆိုရင်တောင်မှနှစ်ကုန်လို့ရှိရင်bonus လေးရှိတော့ဗာပဲပြောခိုင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးနံပါတ်1ရှက်နံပါတ်3ရှက်ကကျတော့ location ပေါ့နော်location ကဒူဘိုင်းမှာဖြစ်နေတဲ့အတွက်ကျွန်တော်ကတော့ကြိုက်တယ်ပေါ့နော်အခုကဒူဘိုင်းမှာမြန်မာတွေကအများကြီးဖြစ်လာပြီအရင်ကလည်းစားလို့ရှင်ကာတာတို့အဘူဒါဘီတို့နဲ့ရှင်မယ်ဆိုရင်မြန်မာတွေအများစုကဒူဘိုင်းမှာပဲဆိုတဲ့အတွက်ကိုကစီးပွားရေးလှုပ်ရှင်နေဆိုလို့ရှိရင်လှုပ်လို့ပို့ပြီးတော့အခွင့်အရေးတွေရှိရလို့ထင်တယ်ပေါ့နော်နောက်ဆုံးမိတ်ကိုက content တွေလုပ်မယ်ဆိုလို့ရှိရင်တောင်မှကာတာကFacebook မှာ monetization မရဘူးပေါ့နော်ဆိုတော့ဘာလို့မရလဲတော့ကျွန်တော်လည်းမသိဘူး monetization ရတဲ့အထဲမှာကာတာကမပါဘူးပေါ့နော်ဆိုတော့အဲ့လိုအချက်လေးရှိရပေါ့နော်ဆိုတော့ကျွန်တော် personally ကတော့ကျွန်တော်ကဒူဘိုင်းကိုပို့ပြီးတော့သဘောကျတယ်ကြိုက်တယ်ပေါ့နော်ဆိုတော့ရွေးရမယ်ဆိုလို့ရှိရင်တော့ Emirates ကိုရွေးလိုက်ပါပေါ့နော် Emirates ကပို့ပြီးတော့ကောင်းမယ်လို့ထင်တယ်ပေါ့နော်ဟို like ဒီ work environment က toxic ဖြစ်တာဘာညာကတော့ကျွန်တော်မစင်စားစေချင်ဘူးဘာလို့လဲဆိုတော့ဒါအလုပ်တိုင်းမှာရှိတယ် airline တိုင်းမှာရှိတယ်ဘယ်လောက်မရှိဘူးပဲပြောသူ့ဟာနဲ့သူကတော့ဟိုစင်းလုံးချောနေတဲ့ company စင်းလုံးချောအပြစ်ကင်းနေတဲ့အလုပ်ရလို့တော့မရှိတော့ဒီ toxic ဖြစ်တာတွေ pressure တွေဘာဒါတွေကတော့ရှိမှာပဲဆိုတဲ့အတွက်အဲ့ဒါတွေတော့ဒါအလုပ်မယ်ဆိုရင်ဒါတွေအတွက်ကတော့အစင်းဖြစ်နေရမှာပေါ့နော်ဒါ Emirates မှာလုပ်လို့ဒီ work environment က toxic ပိုဖြစ်တာပါညာအဲ့လိုမရှိဘူးအတူတူပဲပေါ့နော်ဆိုတော့ဒါကျွန်တော်အမြင်ပါဆိုတော့ကျွန်တော်ကတော့ Emirates ကိုရွေးလိုက်ပါလို့ပြောချင်ပါတယ်ပေါ့ကျေးဇူးတင်ပါတယ်ခင်ဗျာ